ဒီရမဝေးစားဖို့ကြည်လာတော့မမေကသွားဒီနေ့ညီမလေးအကြီးဆုံးတောင်းချက်အောင်မှဒီနေ့တောင်းသုံးတာရလေးဆိုတော့6ထောင်9ထောင်တော့9ထောင်ဒီတိုင်းမှာ9ထောင်ညီမလေးအကျမဘလို့ရောအလက်10လောက်9လားဟိုအလက်ရောက်ရေးတာမှာ